တာနှုတ်ပြီးတော့လည်းကုတ်ပြီးတော့ကြွေးကြော်မယ်ဒီနေ့ဆိုချင်းမောတာတန်တယ်လို့မိတ်ဆွေယုံကြည်ပါအဲ့လိုပဲယူဆကြပါအာမင်လက်ကိုတီးခွင့်ဆိုတော့ဖျားပေးမှရတယ်ဖျားပေးအကြမ်းမှချင်းပေးလက်ကိုတီးခွင့်ရှိတာအာမင်ဆိုတော့ဟာလိုရဘေကလူတော့ပြောလက်ကိုတီးရဆိုမန်ချက်စတာယူနိုက်တက်အတွက်မဟုတ်ဘူးဖျားအတွက်လို့ပြောပြောလူကတော့ဝေးအားကြီးတော့ပြောနေပြီမယ်ဘုရားရှင်ဒီမိုးနဲ့ညူဖန်ဆင်းတော့ဗန်ရဲ့ကြာခဲ့တယ်ခေါင်းရပဲကြာပါတယ်ပြန်ပြောမယ်ဘုရားရှင်ဒီမိုးနဲ့ညူဖန်ဆင်းခဲ့စင်တော့ခေါင်းရပဲကြာပါတယ်ခေါင်းရနဲ့အလုပ်ပြီးတော့ဘုရားဖြစ်တယ်အာမင်အာမင်လူရဲ့ဘဝတစ်ခုနော်ဘဝတစ်ခုပြီးသွားဖို့အချိန်မလောက်ယူရပါလေကိုယ့်ရဲ့ဘဝအသက်တာနော်ဒီအသက်တစ်ချောင်းလေးတစ်ခုနော်ဘဝတစ်ခုပြီးသွားဖို့အချိန်မလောက်ယူရပါလေတက်တက်လို့ယူတာတော့မပြီးမပြတ်လည်းကျွန်တော်ထားခဲ့ရအောင်ဒါပေမဲ့ဘုရားရှင်မိုးနဲ့တပြင်းလို့စက်ကြောတပြင်းလို့ဖန်ဆင်းခဲ့စင်တော့ခွန်ရအလုပ်ပြီးသွားပါတယ်အလုပ်ပြီးတဲ့ဘုရားရှင်ကဘုန်းကြီးပါစေဘုရားရှင်ဒီလိုဆက်ကြည့်ပါခွန်ရအလုပ်ပြီးတော့ဘုရားသုံးချိန်ကျွေးကြောတော့ချီးမွမ်းဖို့ပြုမယ်တင်းတင်းတော့ခွန်ရပါစေတင်ပါပဲလို့ပြီးတော့လည်းခုဘုရားရှင်ပြေတော်မှာအလုပ်ပြီးတဲ့ဘုရားကိုတင်ယုံကြည်ရတဲ့အလုပ်ပြီးတဲ့ဘုရားကတင့်ကိုလည်းလုံးဝပြီးမြောက်ရတဲ့ခုကိန်းကိုရှင်းတာစီဝါရဲ့လုံမှာပြီးမြောက်ရတဲ့အခွင့်ပညာသင်ကြားရမှာပြီးမြောက်ရတဲ့ခုဘုရားရှင်ပြေတော်မှာပါစေဘုန်းကြီးနဲ့အလုပ်ပြီးတော့ဘုရားဟုတ်တယ်ဒီတော့ဘုန်းကြီးကျွန်တော်အရင်စိတ်ဝင်စားသွားတာကပါလေဆိုအဲ့ဒီခွန်ရဲ့အတွင်းမှာတော့ဘုရားရှင်လုပ်ငန်းကြီးပေါင်း9ခုခေါင်းစဉ်တစ်ခုချင်းစီတက်ပြီးတော့6ရက်နဲ့အပြည့်ဖန်ဆင်းပြီးတော့9ရက်မြောက်နေ့ကအလုပ်ပြီးသွားတော့အနားရှိဘာပဲပြောတော့9ရက်ကြာသွားတယ်ပေါ့အဲ့ဒီ9ရက်အတွင်းမှာလုပ်ငန်းကြီးပေါင်း9မျိုးဘယ်နှမျိုးတော့9မျိုးပြီးသွားခဲ့ခေါင်းစဉ်တက်ကပောင်းအခန်းကြီးတွေကိုပြန်ကြည့်လိုက်ကျွန်တော်အခါဖတ်ခဲ့အဲ့မှာကျွန်တော်အမတမ်းမှခွန်အားရအမတမ်းမှစိတ်ဝင်စားရကောင်းတဲ့ချက်လေးတစ်ခုကဘုရားရှင်နော်အဲ့ဒီအလုပ်9မျိုးကိုရက်တက်တာဘတ်တို့မှာပြီးအောင်ဖန်ဆင်းခဲ့စေတော့မှာအလုပ်တစ်ခုပြီးတိုင်းတစ်ခုပြီးတိုင်းဘယ်တော့မှပစ္စလက်ကမထားပဲပြန်လှည့်ကြည့်အကျင့်သူ့မှာရှိတယ်အာမင်ဘယ်ဟာလို့တော့မင်းတို့ငါတို့ဘုရားပကံစေတယ်လို့မဟုတ်ဘူးဘောလို့အာမင်ကျွန်တော်ကတော့ဟုတ်သလားတတိစီးပဲဆိုရင်လဲတော့လဲလိုက်တာပဲပြီးသွားတာ9မိနစ်နဲ့တောင်မဲဟိုခုံအောက်မှာနေကြစီခွန်နဲ့ဟိုမှာရိုးစုံခွန်နဲ့ဘာနဲ့ဖခင်ကအဲ့လိုမျိုးမလို့ပြီးသွားပြီဆိုရင်ပြန်ကြည့်တဲ့အချက်သူ့မှာရှိတယ်ဟာလေလုယာဒီတပတ်ဒီဖခင်ရှင်ဒီတင့်ကိုပြန်ကြည့်တဲ့အချိန်လေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အာမင်ဒီအကြောင်းဒီသားစုဖခင်ပြန်လှည့်ကြည့်အချိန်လေးရောက်ပါစေအာမင်ဒီစီဝါရဲ့လုပ်ငန်းခွန်လေးကိုဖခင်ပြန်လှည့်ကြည့်အချိန်လေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အာမင်တော့ဆက်ပြောနေတော့ဆက်တော့ဘုရားရှင်ပြန်လှည့်ခြင်းအခြေအနေဖြစ်ပါစေလို့တောင်းကြည့်ပြရမယ်တာဘုရားဒီစီဝါရေးလို့ငါတို့ပြန်လှည့်ခြင်းပါတယ်ဒီထောင်ရည်ပြန်လှည့်ခြင်းပါတယ်ဒီအတက်ကောင်ပြန်လှည့်ခြင်းပါတယ်ဒီရဲ့နေစီရဲ့အတက်ကောင်ပြန်လှည့်ခြင်းပါတယ်ဘုရားရှင်ဘိုးရဲ့ဆိုတာတော့ဘုရားကိုကိုယ်ွယ်ရင်းနဲ့ဘေးမှာရှစ်တငယ်ချင်းနဲ့မတ္တာရဖွာရအဲ့ဒီမတ္တာရဘုရားရဲ့မှာကိုဝိညာဉ်ကိုချင်းပို့တာဘုရားကငုတ်တော့ထိုင်တော့ကိုယ်ွယ်ရုံနဲ့မပြီးသေးဘူးဘေးတိုင်နင်းဆိုတာရှိတယ်ကိုဘေးမှာထိုင်နေတယ်မိသားရခွဲရဒါကြောင့်ဘေးကလူအိမ်ကရင်နှာခေါင်းနဲ့ဆွဲလို့ရတယ်လို့ဘေးကလူပြောကောင်းတဲ့ခေါင်းလို့ပြောနေရပါထဆွဲအောင်လို့ပြောအာမင်ကိုဝယ်တယ်ဆိုတော့ဖခင်ကိုကိုဝယ်ရလို့ဘေးမှာထိုင်နေမိတ်ဆွေညားနေတယ်ပြုံးပြတော့နှုတ်ဆက်ရတယ်တုတ်ရတယ်ရည်ကြရတယ်အာမင်အာမင်ဟုတ်စပြောမယ်ဟာဘုရားရှင်အလုပ်တစ်ခုပြီးတိုင်းပြန်လှည့်ကြည့်ရောအဲ့မှာပြုံးသလားငုံမဲ့နဲ့ဖြစ်နေလားပြုံးဟုတ်ပြီဘုရားရှင်ဒီအမှပဲရည်သလားငိုသလားဘုရားရှင်ဒီအဲ့ဒီနေရာမှာပဲမျက်နှာရှုံးမဲ့သွားသလားဒါမှမဟုတ်ရင်ပီတိဖြစ်တော့ကျင်နေသလား
ရှင်းနေပါတင်တဲ့ကျွန်ုပ်ကတနေ့တာအလုပ်ပြီးသွားတဲ့အခါတိုင်းဘယ်လိုနေကြလဲခုစိတ်ညစ်လိုက်တာနောက်တစ်ခါအလုပ်မစိမ့်တော့အလုပ်ကနေထွက်ပြလိုက်တော့မယ်ဒါနောက်နေ့မိုးလင်းလာတော့လေရတဲ့လာခလေးကိုကြည့်တော့ခါပြန်သွားညနေနေဆောင်တွားပြီးဒီတစ်ထိန်ကလည်းမင်းရှင်တော့ဘူးတဲ့ဒါပေမဲ့နေထွက်တိုင်းလေအညာစေရောဒီကိုပြန်နေစရာဖျားကအဲ့လိုအလုပ်တစ်ခုပြီးတော့လိုက်ပါဖြစ်တယ်ကြည့်ပြီးတော့ပီတိဖြစ်ပြီးတော့ကျင်းတော့ပြုံးတော့ရှိနေတယ်တဲ့လည်းဒီလိုဖြစ်ရလို့ပဲကတော့တတိပေးလိုက်ပါဟာလေလုယာကိုရှင်လာခဲ့တဲ့တရက်တာလေးကျင်းရစားကိုရှင်လာခဲ့တဲ့တရက်လေးကျင်းရစားကိုရှင်လာခဲ့တဲ့တရက်တာလေးတော့ဖျောက်ချင်းမှန်းစားပါကြည့်ပြီးတော့ပီတိဖြစ်ကျင်းရတဲ့ရီပြုံးပြီးတော့တခုံးပြောတော့တဲ့အဲ့ဒါ good ကောင်းတယ် wow hallelujah amen ကဲပြီးတော့ဒုတိယရက်ရောက်လာပြီအလုပ်လုပ်ခဲ့နေဝင်ပြီအလုပ်သိရဲ့ပြန်ကြည့်တယ်ဒုတိယရက်မှာဖျားပါပြောတယ်ကောင်းတယ်တတိယရက်ဘာပြောလို့စတုတ်ကပင်စမာနောက်တစ်ရက်လာလေနောက်တစ်ရက်လာတော့လေပြုံးပြီးတော့ကောင်းတယ်ဒီနေ့ကျွန်တော်ကတွေ့ချင်းကောင်းတယ်မဆိုဘူးငါထင်ထားတယ်လို့မဟုတ်ဘူးဟဲ့နော်ဘယ်လိုကြီးလဲကထင်ထားတဲ့ပုံစံမျိုးရှိနေလို့မရတာပထမရက်တော့အဆင်ပြေတယ်ဒုတိယရက်မှာဘာလို့လဲထင်တဲ့အတိုင်းဖြစ်လာတော့တတိထားကြတတိယနေ့ရောက်လာတော့ဘာလို့လဲဒီညနာမမြင်ချင်တော့ဘူးတဲ့စတုတ္တနေ့ရောက်လာတော့ကြိုက်စားဖို့အတင်းပြင်တော့ဒါပေမဲ့ဘုရားကတော့တရက်လာတယ်ကောင်းတယ်နောက်တရက်လာတယ်ကောင်းတယ်နောက်တရက်လာတယ်ရက်နေ့ရက်ရှိတဲ့ဘုရားကဘာပြောလဲတင်းနဲ့ကျွန်တော်ကတော့ဘယ်တော့မှကျင်တတ်တယ်ဆိုတော့မရှိဘူးကိုလောက်တာလည်းမကျင်တတ်သူလောက်တာလည်းမကျင်တတ်ဘယ်သူ့မှမကျင်တတ်ဒါပေမဲ့ဘုရားကတော့နေ့တိုင်းပါဖြစ်တယ်ကောင်းတယ်အာမင်ဒါဆိုဘုရားကောင်းကြီးများဘယ်လိုနေတဲ့လဲခြေနဲ့ကြီးကိုပြောတဲ့တာဗောဟာလေလုယာဟာလေလုယာကဲပထမရပါပြောလို့ဒုတိယတစ်ချိန်ပါပြောလို့တတိယစတုတ္ထတင်စမသတ္ထမတစ်ချိန်လာတယ်နောက်တစ်ချိန်လာတယ်မကောင်းစရာမရှိကောင်းတယ်အာမင်နောက်ဆုံးရောက်တော့ဘုရားကတခုအဖို့ထည့်လိုက်တယ်ပါတော့ very good အလုံးကောင်းတယ်ကဲပထမရပါပြောလို့နောက်တစ်ရက်လေးရက်နဲ့ငါချိန်တော့မှာပြောတယ်ကောင်းတယ်6ချိန်တော့နောက်ဆုံး9ချိန်တော့အလုံးကောင်းတယ်ကဲပြောမယ်ဒီတော့ကောင်းတယ်ပါစကနေတော့ကောင်းတယ်ဒါပေမဲ့ညနာပုံကောင်းတယ်ပုံလို့စိတ်နေတဲ့ညနာအကျွမ်းကျင်တဲ့ညနာရှည်တွဲတဲ့ညနာစိတ်ပြက်တဲ့ညနာစိတ်ဆိုးထားတဲ့ညနာလို့ဖြစ်နေတယ်နော်ကဲကောင်းတယ်လို့ပြောတဲ့အတွက်ကြောင့်ညနာမူရာကဘယ်လိုဖြစ်နေလဲအဲ့နဲ့ဘောတော့ပြုံးနေတာတော့ကဲပြန်ပြောမယ်တဲ့တော့ပါစေ။ဒါမှမိုးစီရလို့စိတ်ပြက်စရာရှိကောင်းရှိနေပါလိမ့်မယ်။ဒါပေမဲ့အဲ့တော်တွေကိုထားခဲ့တော့ကောင်းတယ်လို့သင်ပြောရဲတယ်။ဒီနေ့မှဆိုတော့မကောင်းဘူးဆိုတဲ့ကောင်းခြင်းနဲ့ဘုရားရှင်လည်းပြီးတော့အစင်မလေးဘူးဆိုတဲ့ကောင်းခြင်းနဲ့ဘုရားရှင်လည်းပြီးတော့ပါစေ။စိတ်နဲ့စရာမှန်တဲ့ကောင်းခြင်းတော့ပဲဘုရားရှင်အတိတ်ကကောင်းခြင်းပြီးတော့ပါစေ။ဒီလိုနဲ့ဘုရားချင်းမရအောင်။အဲ့ဒီနေ့ကျွန်တော်တို့ကစင်လုံးကိုကျွန်တော်ယူဆောင်ရတဲ့အကြောင်းက
ဘာဦးကျအခန်းကြီး20တနေရာကြည့်ရအောင်ကဘာဦးကျအခန်းကြီး20ကဘာဦးကျဆိုတာကဗျာဒိတ်ကျမ်းကြီးမှလာပါတယ်ဟဲ့တခြားလိုက်လို့ရှာနေသေးတယ်နော်တရားဟောပြီးသွားရင်တော့တွေ့မှာမဟုတ်ဘူးအဲ့ဒါကဲဟုတ်ပြီကဘာဦးကျအခန်းကြီး20အခန်းငယ်9လေးကိုကော့ပြီးတော့ဖတ်ခြင်းနဲ့တော့ကြောင်ကျမ်းတော်ဖွင့်တဲ့အနေနဲ့မှထားရှိစေချင်ပါတယ်ဒီထက်ကမေခွန်းလေးတစ်ခုကိုကော့ပြီးတော့ဆင်ញနှလုံးသွင်းဖို့ဖိတ်ခေါ်ခြင်းနဲ့သူ့ရဲ့ဖြစ်ချက်လေးကကျွန်တော်သိတဲ့အတိုင်းတောင်ပေါ်မှာမီးရှူရာရစ်ပြုတ်ကိုရစ်ပလင်မှာတိုးတငယ်လို့နေတယ်ဖျားကဘုသူ့ကိုသွားတောင်းတယ်သူ့ကိုယုံကြည်တဲ့အာဗြဟံကိုမှသွားတောင်းတယ်ဘေးကလူကိုပြောဖျားကခင်ဗျားအိမ်ကြီးနာချင်းမယုံကြည်ဘူးမတောင်းဘူးခင်ဗျားကိုပဲတောင်းတယ်ဘေးကလူပြောတယ်တောင်းတယ်ညမှာဒီလိုထားဖို့ဟုတ်လားအိမ်ဘေးကဘုရားကမတောင်းဘူးခင်ဗျားကိုပဲတောင်းတာအာမင်အာမင်တာသနာလုပ်ငန်းတွေလုပ်နိုင်ဖို့ညာအတွက်အိမ်ဘေးနာအိမ်ကြီးနာချင်းကိုမတောင်းဘူးခင်ဗျားကိုပဲတောင်းတာအာမင်ဓမ္မစီကိုထောက်ပံ့ဖို့ခင်ဗျားအိမ်ကြီးနာချင်းကိုမတောင်းခင်ဗျားကိုပဲတောင်းတာဟာလေလုယာဘုရားရှင်ကောင်းကြီးပေးပါစေတရားဟောတာပြီးတော့ပြန်တော့အာမင်ကောင်းတယ်တိုင်တောင်းပေါ်မှာလူနေတဲ့ရှစ်ပုံပေါ်မှာလူနေတဲ့ရှစ်ကောင်ဘုရားရှင်ဒီအာဗြဟံကိုတောင်းတယ်တောင်းတာကမှနည်းနည်းတော့တောင်းတာမဟုတ်ဘယ်လိုတောင်းလိုက်လဲဆိုရင်သင်၌ရှိရဲ့တူတီတော်သားကိုတော့ပေးရမယ်ဓမ္မစီယာအင်္ဂလိပ်ထုတ်ကားလို့နေတယ်စော်ဝါကြီးကိုတော့အောင်မရဝိတိကကားလည်းကိုတက်ခိုင်းတယ်ခင်ဗျားကတောင်းတာလို့ဘေးကလူပြောဘေးကလူပြောအဲ့ဒါကြောင့်ဒီကြပါကြတယ်ဘေးကကြောက်ဘေးကကြားတော့ဆိုရင်ပုံစံဖြစ်နေတယ်နော်ဟုတ်ပြီတောင်းပေါ်မှာလူနေတဲ့ရစ်ပလင်ပေါ်မှာလူနေတဲ့ရစ်ကောင်တော့ဘုရားရှင်အာဗြဟံကိုတောင်းတယ်ဘောက်တောင်းတယ်ဆိုရင်အောင်မင်္ဂလာအဝေးပြေကကားလည်းမဟုတ်သူ့အိမ်ကကာဣဇက်အသက်ဆက်ကိုတောင်းတာတာဘာနဲ့တောင်းတော့တက်လာကြတဲ့အခါမှာကြီးတို့ပြောကြတယ်တာအဖချင်းကြောင့်ပြောတဲ့စကားလေးတစ်ခုဖြစ်ပါတယ်တွားကြဆင်ဝင်ဣဇက်အဘအာဗြဟံကိုအဘာဟုခေါ်လေငါသာငါရှိဟုထူလေအဲ့မှာဣဇက်ကမေးဣဇက်ကလည်းမိပါဤထင်းလဲပါဤယေရှုဇရာဟုတိုးတငယ်ဤအဘယ်မှာရှိတယ်ဟုမေးရင်မိပါလေထင်းပါလေယေရှုဇရာဟုတိုးတငယ်ဤအဘယ်မှာရှိတယ်မိရှိရဲ့ထင်းရှိရဲ့တိုးတငယ်ဘယ်မှာလဲ Where is land? သူnóiရဲ့ကိုရတိုးတငယ်ဘယ်မှာလဲဘာကြောင့်လို့ဒီပုံမြင်ဇာတ်လမ်းလေးကအင်မတန်မှစိတ်ဝင်စားစရာကောင်းတယ်ဆိုအဲ့ဒီတိုးတငယ်အတွက်တားကိုတောင်းတဲ့အခါကျမ်းစာဆောက်တော့ဒီရေးထားတယ်ထို့နောက်မှာတဲ့အာဗြဟံဘုရားသခင်ကြီးတဲ့အာဗြဟံကိုတဲ့စုံစမ်းခြင်းကဘာချင်းလာစုံစမ်းခြင်းလားစုံစမ်းတယ်ဆိုတာကတကယ်လားမဟုတ်ဘူးသူ့ရဲ့ယုံကြည်ခြင်းကိုတိုင်းတာခြင်းသူ့ရဲ့ယုံကြည်ခြင်းအတိုင်းတာကိုသိခြင်းလို့သူ့ကိုဘယ်လိုအားကိုးယုံကြည်နားထောင်နိုင်တယ်လဲဆိုတော့သိခြင်းလို့တက်တက်နဲ့လွတ်လိုက်တဲ့မေးဖို့ပုံစံဖြစ်တာဆာမွေးပွဲဆိုတာကခင်ဗျားကိုဆာမွေးပွဲတဘုံဘုံကြစေခြင်းလို့လုပ်ထားတာလားOh, I'm saying no. Some people look at it. They don't get it. The bomb jar is on. No, some people are bomb jar. I'm saying no. Come back. Go on. Come on. You know that. But look, remember the no fast. You told them out. Special. You told them out. 今年嘛，阿莲送山木的在批吧。Amen。但係今年嘛，ဘာကြောင့်မလို့ဒီပုံမြင်ဆက်လက်အဖြစ်တည်းကစိတ်ဝင်စားစရာကောင်းတယ်ဆိုသူ့ကိုယုံကြည်ခြင်းစမ်းစစ်နေတယ်ဆိုတော့အာဗြဟံတိခွင့်မရဘူး။ဖျားပြောရဲ့စကားတောင်းလိုက်တာတကယ်တောင်းတယ်လို့ပဲသူသိ။ဒါကြောင့်လို့သူကြုံတဲ့မေးခွန်းတွေကြုံတဲ့ဖြစ်တဲ့တွေကိုယုံကြည်ခြင်းတစ်ခုတည်းနဲ့ဖြေရှင်းရတော့မှာဖြစ်ပါလေ။သူ့ထက်တင်းနဲ့ကျွန်တော်မိန်လာရှိပါလေ။တင်းနဲ့ကျွန်တော်လက်ထက်မှာကျမ်းစာရှိနေပြီ။ဘောကမေးစရာတစ်ခုဘာပဲလား။ဘယ်လိုအခက်ခဲလဲကြုံတယ်ဘယ်လိုအခြေအနေမှာပဲကြုံကျမ်းစာဖတ်ပြီးတော့ဘုရားကငါယုံကြည်ခြင်းကိုတိုက်တာပါပဲလို့ဒီလိုချက်ရအထင်ထွက်တယ်။အာရန်လက်ထက်မှာကျမ်းစာမရှိဘူး
တောင်းရင်သူတကယ်တောင်းတယ်လို့ပဲသူထင်တကယ်တောင်းတော့လေပိုင်ရှင်တောင်းတော့အငားကပေးရရမှာပေါ့သူများအိမ်မှာပလာရောက်သွားငှားပြီးတော့တက်လုံးသိမ်းထားလို့မရဘူးလို့ဘေးကလူပြောရှေ့ကငါပြီးတော့အိမ်သားလေးကနေမှာလေခဏလေးတဲ့ဒါပေမဲ့ခဏလေးကဘယ်လောက်ကြာတော့လဲတနေ့အဲ့ဒါဒါမှတော့တတိယလို့တွားတောင်းမှတတိမရရင်တက်လုံးပေါက်သွားအောင်ပါဤဆက်ဆိုတာကနော်စာရနဲ့အာရန်နဲ့စာလက်ထပ်တော့ညားတဲ့ပေါင်းသိန်းတိုင်းမွေးလာတဲ့ကလေးမဟုတ်ဘူးနှစ်ပေါင်း100လုံးလုံးစွန့်တောင်းခြင်းနဲ့စောက်လို့ပိုင်ရှင်ဘုရားခဏငါပေးလိုက်တာအသက်16နှစ်လုံးငါပေးထားတော့တော့ပြီပေါ့ဘုရားပေးတဲ့ဤဆက်အာရန်နဲ့စာရက16နှစ်လုံးလုံးပိုင်ဆိုင်ခဲ့ရပြီပဲတော်တော့ပြီလေတာ16နှစ်လုံးလုံးငါထားခဲ့ပြီလေအခုမူလပိုင်ရှင်ပြန်ပြီးတော့တင်လာတော့တင်လက်ထဲမှာရှိရဲ့အရာမှန်များလုတ်ပိုင်ခွန်တွေတဲ့လက်ထဲမှာရှိတဲ့များအားလို့ပိုင်ဆိုင်တွေပညာတွေအခွင့်အရေးတွေကျမ်းမာခြင်းတွေခွန်နာတွေအားလို့ဖခင်ကအသက်30ပြည့်တဲ့အချိန်ကြီးလာငါပေးတာလည်းရှိပါသေးတယ်။တနေ့ကျရင်ပြန်တောင်းပါလေစရင်ပြန်ပြုစုခိုင်းပါလေစရင်ပြန်စစ်တဲ့ချိန်ရောက်လာပါလိမ့်မယ်။16နှစ်လုံးလုံးငါထားပိုင်ရှင်တောင်းတဲ့အချိန်မှာပြန်ပေးလိုက်ရတော့မှာဟုတ်။ဒါကြောင့်အာရဟံဒါကစုံစမ်းခြင်းငါဆိုတာသူသိတဲ့အတွက်ကြောင့်မူလပိုင်ရှင်တောင်းတာကိုပြန်ပေးရဖို့ဒါကတရားညတာမနဲ့စောစောထားပြီးတော့မြင်းကုန်းကြီးတင်ပြီးတော့ငယ်သားနဲ့အတူဖျားတောင်းတဲ့တောင်းဖို့ဖျားခေါ်တဲ့တောင်းဖို့ထွက်လာကြဖြစ်ပါလေဒါကြောင့်ဒီပုံမြင်စကားကခုနပြောလို့ဘာကြောင့်လို့ဖျားကဣဇက်ကိုမှတောင်းတယ်ဆိုအကြောင်းရင်းအာရုံကိုသိခွင့်ရတယ်ဖျားတောင်းရင်အဟုတ်လို့ပဲသူတယ်ဒုတိယတစ်ချက်ဒီဇလန်လေးကဘာကြောင့်လို့ဘုရားစိတ်ကိုလာစရာကောင်းတာလဲဆိုရင်တော့ဒီတစ်ခေါက်ခရီးစဉ်ဟာဝိညာဉ်ရေးရာမှာဖျားမျက်နှာကိုပွားရှာတာမှပြင်မလို့ကာယပိုက်စားတိပိုက်စရာမှာခြေပွဲဝမ်းနေဆိုနေမိသားစုဘဝအမဲဆက်ကြီးတဲ့ချန်သွားနိုင်ကောလက်ကြီးကိုဖြစ်သွားနိုင်တယ်ဆိုတာအာမန်တရားရဲ့ဒီခွင့်ရှိတယ်ကျန်တဲ့လူတွေအတိပေးလို့လည်းဖြစ်ဣဇေကပါဒီတစ်ခေါက်အဲ့တော့တာခခီးစင်ကလေခင်ဗျားကြံနေခဲ့ရတော့ဒီတောင်းပေါ်မှာလေခင်ဗျားကိုမီးရှို့ပြလိုက်ရမှာဆိုပြီးကြိုပြောလို့မရဘူးတာနော်အဲ့ဒီလိုပဲမိမဖြစ်တဲ့စာရာကိုဘလောက်ပဲချစ်ချစ်ဟုတ်ကလားမိမရေဒီတော့မှခီးစင်ကလေတားလေးကိုတောင်းပေါ်မှာပြပုံဘွားနဲ့ခြံထားခဲ့ရတဲ့ခီးစင်ပဲဟေးဆိုပြီးတွားတိုင်နေလို့ပဲပြဝန်ထုတ်မှန်ညကိုသူတယောက်တည်းအောက်အီးပြီးတော့ခြံရတဲ့ခီးစင်တွေဖြစ်ပါတယ်တင်းနဲ့ကျွန်တော်အသက်တာမှလည်းဒီလိုသူများပြောမှာပါကိုတယောက်တည်းအောက်အီးတင်းကြီးခံပြီးတော့ထမ်းခဲ့ရတဲ့ဝန်ထုတ်တွေရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့တင်းနဲ့ကျွန်တော်မှမင်္ဂလာရှိတယ်အခွင့်အရေးရှိတယ်ဒါဝိအားလုံးကဘုရားခဏစမ်းတဲ့ဆိုတင်းနဲ့ကျွန်တော်ဒီခွင့်ရှိရရှိဖို့ကြည့်ပါအာဗြဟံကတော့အဲ့ဒါဒီခွင့်ရရှာသူ့လက်ထက်မှာချမ်းသာမရှိတာအဟုတ်ထင်ပြီးတော့အဲ့ဒီဝန်ထုတ်ကိုသူတယောက်တည်းချမ်းသာပြီးတော့တောင်းဖို့ဟောလာရဲ့ဖြစ်တယ်တွားကြစင်ဣဇက်ကထားပြီးဘာမှမသိတဲ့ဣဇက်တိုင်တင်လို့မှမဖြစ်တာအဖေမိပါတယ်နော်ထင်းပါတယ်နော်ယေရှုစီရောက်တိုးတင်နေပြန်ပါလေနံပါတ်1ချက်ဒီမေခွန်းလေးအားဖြင့်ကျွန်တော်စင်ကြယ်နှလုံးသွင်းမိတဲ့အရာလေးတစ်ခုကဒီမေခွန်းကမေလို့မကုန်တဲ့မေစီရမကုန်တဲ့လူဘဝကိုပုံစံပြုနေပါလေမိတ်ဆွေပြန်ကြည့်လိုက်ပါဦးမေရှိရဲ့အလက်ထင်းရှိရဲ့အလက်မှာအလုံးပြည့်စုံသွားတယ်ထင်မလားတခုခုတော့မေးစရာရှိနေဦးမှာလေအိုးဘရောဗျာတော်လာမှာလာခတိုးလို့ရှိရင်လာစင်းနေပါပဲလို့ဆုတောင်းကြတယ်လာခတိုးတော့အလုံးပြည့်စုံသွားပြီလားမပြည့်စုံတောင်းစရာရှိတယ်အိုးဒီလာအိမ်လာခပေးဖို့နော်အိမ်ငါကပေးဖို့ကိုရောဗျာပြင်ဆင်ပေးပါဖျားရှင်နားထောင်တော့လက်မကုန်ရင်လေးမှာအိမ်ငါကအပြီးပေးချင်နိုင်ခဲ့တော့အားလုံးမေးစရာပုံသွားပြီမကုန်ပါဘူးတမီးရဲ့ကျွေးရှင်ကလူသေးတယ်တမီးရဲ့ကျွေးရှင်ကပေးတဲ့အပတ်မှာကြတော့အားလုံးပြည့်စုံသွားပြီတားလေးကဂျင်းပန်လို့ခြင်းတယ်တားလေးကဂျင်းပန်ဝယ်ပေးတဲ့အပတ်မှာအားလုံးလုံးတော့သွားပြီလားတမီးကပါတီပွဲသွားဖို့အရင်နှစ်လုံးမှာဝတ်ထားတဲ့အင်ဂျီကိုမဝတ်ချင်တော့ဘူးတဲ့အတစ်လို့ခြင်းတယ်လာပြန်တမီးရဲ့အင်ဂျီဝယ်ပေးတဲ့အပတ်မှာအားလုံးပြည့်စုံသွားပြီမပြည့်စုံသေးဘူးကိုမှရှိနေစုနဲ့ဝယ်လာတဲ့ပစိုးလေးကတန်ဆိုးကျူးနဲ့ညှိတော့
စုပ်ပြသွားပါလေရောအတစ်ဝယ်လိုက်ရဗျာပစိုးဝယ်အပတ်မှာပေါ့ဖဏတဲကျုပ်ပြလို့တဲ့ဖဏအတစ်ဝယ်လို့လို့ဗျာဖဏဝယ်အပတ်မှာပေါ့အစင်ပြေလားအစင်မပြေသေးဘူးအငယ်ကောင်ဖျားလို့တဲ့စေးရုပ်တင်ရမှာစေးဘူးဝါကရှိအပတ်မှာစားစရာလို့စားစရာရှိအပတ်မှာကျောင်းသားကလို့နေတယ်ကျောင်းသားကအစင်ပြေအပတ်မှာအိမ်လာကလို့နေတယ်လူဝါဆိုတာကတခုမှတခုလုံးနေမှာတော့မှနေမြုပ်ကြမှာပဲနေပြည်တွင်းမှာပဲနေနိုင်ငံခြားမှာပဲနေနေတဲ့အရှင်နဲ့အညီမေးစရာမကုန်တဲ့ဘဝဖြစ်လာတယ်ကြည့်နေထင်းပါတဲ့အပတ်မှာတိုးတငယ်လိုနေတယ်တိုးတငယ်ပါလာတဲ့အပတ်မှာတော့တေးကြတဲ့ဧကန်ကမီးလိုနေမှာမီးပါလာတဲ့အပတ်မှာတော့ထင်းလိုနေလို့ထင်းရှိတဲ့အခါတိုးလိုနေတိုးတငယ်ရှိတဲ့အခါမှာမီးလိုနေတခုရှိရင်တခုလိုနေတဲ့ဘဝမင်းစရာမေးခေါင်းနဲ့မကင်းတဲ့ကျွန်တော်တက်တာဖြစ်တယ်ဒီမနေ့တောင်ပြင်မေးလာခဲ့မို့လားဖျားကြောင်ပွားကားနာကဘယ်လောက်ပြရလို့ကားခတ်တယ်မှာလေအလူပေးရှင်လေးတယ်တရားဟောစီရအဟောကောင်းလို့ပေးရှင်လေးတယ်ဘယ်လောက်ပြရလို့ဘာအင်ဂျီကိုပေါင်းရလဲညနေနမပိုင်းစင်လာရှင်တယ်မိုးတော်နေပြီတိုက်စီလေးငါရှင်တယ်ကားခတ်တယ်မှာလေအခုပြန်တော့မယ်မိုးအောင်နေပြီတရားဟောစရာကလည်းအလိုက်ကန်းဆိုမတိအချာကြီးဟောတော့တယောက်တည်းပြန်တော့စင်မပြေတော့နော်ကားကလည်းစပေးရမှာအခုမင်းနေကြရဟုတ်လားဟောသွားပြီကားကလည်းခါလည်းစပေးရမှာနော်မင်းနေကြရမဟုတ်လားဟုတ်ပါရဲ့လို့ဖူးမှာတော့ပေါ်နေဒီညမှာကထူးဆန်းတော့အကုန်လုံးမြင်နေမှာနော်လူဘောဆိုတာမေးစရာမကုန်တဲ့ဘောတခုရှိရင်တခုမေးစရာရှိအောင်တယ်တဲ့တော်ရှိပြန်ရင်တော့နောက်တခုလိုနေအောင်တယ်ဒါကြောင့်မလို့ဒီမေးခွန်းလေးအားဖြင့်ဒုတိယချက်ကျွန်တော်ဆင်ခြင်တဲ့လုံးသင်မိတာပါမေးစရာတွေကိုမေးစရာဆိုတာကဘယ်မှာပဲနေနေကုန်မှာမဟုတ်တဲ့အတွက်ကြောင့်ကြောက်စရာမဟုတ်ဖြေတတ်ဖို့ပဲအရေးကြီးတယ်ဆိုတော့ကျွန်တော်ဆင်ခြင်တဲ့လုံးသင်မိတယ်အိမ်နဲ့ဒါကြောင့်မလို့မေးခွန်းတွေတဲ့အဖြေကအရေးကြီးပါလေဂုံထူးထွက်တယ်ဆိုတာကအမေးကောင်းလို့အဖြေကောင်းလို့အာမင်ဆရာမကဘယ်လိုပဲမေးကောင်းမေးချေတော့ပဲမေးဘယ်လိုပဲမေးဖြေတတ်ရင်ဂုံထူးမထွက်စရာအကြောင်းမရှိမအောင်ရမယ်အကြောင်းရှိအာမင်မေးခွန်းကောင်းတာမကောင်းတာရေးကြည့်ဘယ်လိုပဲလားဖြေတဲ့လူကဖြေတော့ပဲရေးကြည့်အာမင်ဆိုရစစ်ပဲဒီချောင်းပဲစစ်ပဲဒီမြုပ်နေစစ်ပဲဒီပေါ့ဖြေတဲ့လူကဖြေတတ်ရင်ဂုံထူးထွက်ပါလေဘဝမှာလည်းမေးစရာမပုံတဲ့ဘဝမေးခွန်းကြီးကိုကြောက်လို့ရှောင်ပုတ်လို့မရဘူးရှောင်ပုတ်တဲ့နေရာမှာမေးစရာရောက်လာအောင်လားအဲ့ဒါအတူတူတော့မေးစရာရောက်လာတယ်မကြောက်နဲ့ရှောင်လည်းမရှောင်နဲ့ယုံကြည်ခြင်းနဲ့လာဖြေဖို့လေ့ကျင့်တာအာမင်ဟာလေလုယာယုံကြည်ခြင်းအဖြေတော့ပြောမယ်တိတိတော့ယုံကြည်ခြင်းတော့ရရပါရဲ့ယုံကြည်ခြင်းတော့ဆုံးခြင်းယုံကြည်ခြင်းမေးစရာမပုံတဲ့ဘဝမေးစရာကြီးကိုကြောက်ပြီးတော့ထွက်ပြေးတိတ်ရှောင်နေလို့မေးစရာမှန်တဲ့အားလုံးကိုဖျားကိုယုံကြည်အားကိုးခြင်းနဲ့ဖြေတတ်ဖို့ပဲလေ့ကျင့်တာဖြေတတ်လို့ရှိရင်ဘဝဂုံထူးထွက်ရမှာဖြစ်ပါလေဒီကဒီတော့ပြောအိမ်မက်ချေဘဝဂုံထူးထွက်ရမယ်ချေလို့အိမ်မက်ချေဘဝPraise the Lord hallelujah ကိုင်ဒီမှာမေးနေမီးပါတယ်ထင်းပါတယ်တိုးတငယ်ဓမ္မလဲဆိုရင်မေးဖို့အာဗြဟံကဘယ်လိုပြောင်းဖြေလိုက်လဲဆိုအခက်ငယ်ရှစ်မှာအာဗြဟံကငါဟာယေရှုစီယာဘုတိုးတငယ်ဟာခမည်းပဲလေတဲ့ဟုတ်တယ်လားအော်ပြန်ပါပြမယ်အဖေမီးပါတယ်ထင်းပါတယ်ယေရှုစီယာဘုတိုးတငယ်ဓမ္မလဲဒါနဲ့အာဗြဟံကဒီလိုပြောင်းဖြေလိုက်ငါဟာယေရှုစီယာဘုတိုးတငယ်ဟာခမည်းပဲလေဟုတ်တယ်လားတင်းနဲ့ကျွန်ုပ်ဆိုရင်တော့ဘယ်လိုပြန်ဖြေကြမလဲကျွန်တော်ထင်တယ်ငါကယေရှုစီယာဘုတိုးတငယ်ကိုဦးလေးအိမ်မှာပြောတော့အကျွေးပြန်ယူရမှာပေါ့ကမ္ဘောဇာဘန်ကအကျွေးထုတ်ပေးတဲ့အချိန်မှာအကျွေးသွားယူရအောင်ဒီနေ့ကျွန်တော်အဲ့လိုပဲဖြေရှင်းရတယ်မဟုတ်လားအော်ဘာပဲဖြစ်အော်နိုင်ငံခြားမှာညီငယ်ရှိတာပဲ email ပို့လိုက်ရအောင်တမန်ဖိုင်ဘာနဲ့ဒီနာ internet line ကောင်းတဲ့အခါမှာခေါ်လိုက်ရအောင်
ငါသားမဘူးနဲ့ယေရှုရာဖို့တိုးတငယ်ကိုခင်ဗျားရဲ့ဦးလေးကိုဖုန်းဆက်ပြောလိုက်ရအောင်မဟုတ်ပါဘူးမဟုတ်ပါဘူးအော်ငါသားမဘူးကလည်းယေရှုရာဖို့တိုးတငယ်ကိုအသင်းတော်တွေကဟို boss အဲ့ boss ကိုဘာပဲဖြစ်အသင်းတော်မျက်နှာလေးနဲ့သွားပြီးအကူကြီးတောင်းရမှာဘောမဟုတ်ပါဘူးဘယ်လိုဖြန်းပြလိုက်လဲငါကယေရှုရာဖို့တိုးတငယ်ကိုတဲ့ဖခင်သခင်ကြီးရဲ့ praise the Lord hallelujah 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 ခင်ဗျားရဲ့ပြဿနာကိုအိမ်ကြီးသားချင်းမျက်နှာနဲ့ဖြေရှင်းလို့မရဘူးအခုမျက်နှာညီမျက်နှာနဲ့ဖြေရှင်းလို့မရဘူးဖခင်နဲ့ဖြေရှင်းရမှာဖြစ်ပါတယ် praise the Lord hallelujah မကြောက်နဲ့မင်းစရာကိုလိုပဲရှောင်းပုံးတဲ့နေရာမှာမင်းစရာရောက်လာအောင်ပဲမင်းစရာမှန်တယ်များကိုဖခင်နဲ့ဖြေတတ်ဖို့ပဲလေ့ကျင့်တာရရှိကောင်းပြီပါစေငါပါယေရှုစီရာကိုတိုးနေဖခင်ကမိမိအဖို့ပြင်စင်မှာဘောမပူနဲ့ praise the Lord hallelujah hallelujah ဒါကြောင့်အာဗြဟံဒီနောက်ဆုံးမှာဘာရတော့လဲဆိုရင်သူ့ရဲ့ယုံကြည်ခြင်းအဖြစ်ကိုပဲပြန်ရသွားကျော်ရော့ဖတ်ခြင်းနဲ့အခန်းငယ်30မှာတာဣဇက်ကိုချီနှောင်၍ရစ်ပငင်၌ထင်းပေါ်မှာပူဇော်တင်လာလိုက်မိမိလက်ကိုစိုက်၍တားကိုတတ်ခြင်းကဓာတ်ကိုကန်ယူလေတဲ့ထိုကထာဝရဘုရားကောင်းကင်တမန်ကအာဗြဟံကောင်းကင်ပေါ်ကပေါ်လေအာဗြဟံကျွန်ုပ်ရှိပါ၏ရှောက်ထိုလူလေးကိုမချီမခိုက်နဲ့အလင်းမပြီးနဲ့တင်ဒီဘုရားတခင်ကိုကြောက်ရွံ့ပြီးကိုယခုငါတည်အကြောင်းကတင်ဤတာတင်နဲ့တယောက်တီးတော့တားကိုငါတောင်း၍တင်ငါ့ကိုမြင်မိတ်တော်ထိုအခါအာဗြဟံသည်တော့ချီရွှေမိမိနောက်မှခြုံပုတ်လိုက်ဂျိုညီလက်ရှိတော့တိုးကိုမြင်လေအဲ့ဒီတိုးကဘယ်ချိန်တော့ရောက်သွားတာလို့ဘယ်တိုးချံကနေမျက်စိနဲ့လမ်းမလို့ဒီတောင်ထိပ်ကိုရောက်သွားတာလို့တိုးမျက်စိနဲ့လမ်းမတောင်ထိပ်ဘယ်တော့မှမရောက်ချင်းသိပ်ကျုံးနဲ့ရောက်သွားတာဒါကြောင့်ဒီတိုးကမျက်စိနဲ့လမ်းမလာတဲ့တိုးမဟုတ်ဘူးဖျားသခင်တင်စင်မှာဘော့ဆိုတဲ့အဖြေကိုရောက်သွားတာHallelujah. Aku kena main ni bawa main kuda kena kalau yang banyak ngap sih ni sih. Jangan lagi tu, payah yang cincin yang kira itu. Aku kira yang 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 terkawa kan ni. Itu dengan Juni kan tengok sawi dong, sebab. Hallelujah. Hallelujah. Kita jangan berusaha lagi. Payah kita tengok bawa cincin lah. Mana mau mana ini kena tengok terkawa kan Juni dong, sebab. Di akhir hari kalau cuaca boleh, payahတညလုံးဘုရားရှင်အိမ်မောကြရပါခွင့်နဲ့အနာယူတဲ့ခွန်အားပြရတဲ့မှုပေးတော်မှာဖြစ်ပါလေ။အာဗြဟံဘာကြောင့်ဘောတယ်ဆိုဖြေလိုက်တဲ့အဖြေရပါလား။အာမင်။ဟာလေလုယာ။မေခုံးကိုမကြောက်နဲ့ဖြေတတ်ဖို့ပဲလေ့ကျင့်တာ။ဖြေလိုက်တဲ့အတိုင်းပြန်ရအောင်။အာမင်။ဘေးကလူတို့ဒါကြောင့်ဒီလိုမျက်နှာကိုပေါက်နေတာကိုငါနားလေ။နော်အခုဖြစ်နေတာကအားလုံးကမနေ့ကဖြေရဖြေတွေပဲလေ။ဒါပေမဲ့ဒီနေ့အဲ့အဖြေစကားကိုကြောင်းမယ်ဆိုမနေ့ဖြေရုပ်ကြောင်းမှာလို့ဘေးကလူကတိပေးဖို့ဟာလေလုယာဟာလေလုယာမနေ့တော့နော်ကျွန်တော်အမျိုးမျိုးအကုန်ဖြေလိုက်တဲ့အတွက်ကြောင့်အဲ့ဒီရုပ်ပေါက်နေတယ်အဲ့လိုပုံစံဖြစ်နေတယ်ဒါပေမဲ့အခုတော့ဖခင်သခင်နဲ့ဖြေယုံကြည်သောစိတ်နဲ့ဖြေတယ်ဖခင်ကိုအားကိုးသောစိတ်နဲ့ဖြေတယ်ဟာလေလုယာဟာလေလုယာဒါဝင်လိုက်ဆိုမနေ့ကတည်းကဒီနေ့ဟာရှိပါတယ်ဒီနေ့ကလက်ပြန်ဟာကျင့်နေတာရှိအောင်မှာဖြစ်ပါတယ်မနေ့တော့အလွယ်ပဲချော်တော့အမှန်မှအယွန်းယွန်းကြောက်တော့စိတ်နဲ့မယုံကြည်တော့စိတ်နဲ့တန်တရားတစ်ခွဲသားကြီးနဲ့ဖြေနေတဲ့အတွက်ကြောင့်ဒီနေ့ဒီလောက်ထိတက်လာဒုနေရဖြစ်ပါလေဒါမဲ့ဒီနေ့အခုချက်ချင်းပဲအဖြေကိုပြန်လိုက်တော့အိမ်နဲ့မနဲ့ထောက်လာတဲ့နေအလင်းရောက်တက်အတိတ်ကိုရှိတာမယ်တိုက်တဲ့လေကလည်းတက်ကို bless ဒီကောင်းကြီးပေးလာတော့ဖြစ်ပါလေအာမင်ပြကောင်းကြီးပေးပါစေထိုအရက်ကိုယေဟောဝါရှိလေအာဗြဟံသမုတ်လေဤအတိတ်ကထိုတုံးနဲ့တောင်ပေါ်မှာထာဝရဘုရားပြင်ဆင်တော်မူမည်ဟုယနေ့တိုင်အောင်ဆိုလို့ရှိတယ်လက်ဒီပြောင်းချီးမွမ်းရမင်းစီယာမတုံတဲ့ဘွားမေးခုံးကိုကြောက်လို့မဟုတ်ကြောက်လို့ထွက်ပြေးနေတယ်မေးစရာတစ်ခုကလိုက်လာအောင်ပါပဲ
大家谢年嘛，先报告身上上来，让来每日每空的阿罗培养的有几斤的脾气啊，当我嘛身上能够少年嘛ဖြစ်ပါလေ，amen。ဒါနဲ့ကျွန်တော်ဒီကျောင်းပိုက်လေးဒီမေခုံးကို3-4ချိန်ပြန်တော့စနစ်ပြန်ပြီးတော့စင်ကြယ်လုံးသွင်းတဲ့အခါဒီပုံပြင်ဒီမေခုံးရဲ့ဝိသေတာအချက်ကိုနောက်ဆုံးကျွန်တော်ရှာပြသွားတာတူရှိ။ဘာကြောင့်လို့ဒီမေခုံးဒီပုံပြင်ကဝိသေတာထူးခြားတယ်ပြောရအောင်လဲဆိုရင်မေးတာချင်းတင်နဲ့ကျွန်တော်လည်းမေးတာချင်းတူပါပဲ။တင်လည်းမေးတယ်ကျွန်တော်လည်းမေးတယ်။မနေ့ကဘာစားရမလဲမနေ့ကဘာတောက်ရမလဲမနေ့ကမှဘယ်မှာလုပ်ရင်နောက်ကဘယ်ကိုသွားအမျက်ပူရနိုင်မလဲ။နောက်တစ်နေ့ဘယ်မှာဘာလုပ်ရင်ဟုတ်လားတာင်းကြီးများရဲ့အကြောင်းလာခကိုဟုတ်လားအမီပေးသွင်းနိုင်မလဲမနေ့ပြန်ကြိုက်ငါဘာလို့ယင်ဒီတာစုကိုနစလို့ထောက်မှတ်နိုင်တယ်တင်လည်းမေးတယ်ကျွန်တော်လည်းမေးတယ်မနေ့ကမှပါအင်ဂျီဝယ်သွားရဝတ်သွားရမှာတော့ဟုတ်လားတင်လည်းမေးတယ်ကျွန်တော်လည်းမေးတယ်ရှိသေးတယ်နော်ဘီဘီခရီးနဲ့နော်တင်လည်းမေးတယ်ကျွန်တော်လည်းမေးတယ်လေအဲ့ဒါနော်လူတိုင်းလည်းမေးကြတယ်အာဗျဟန်လည်းမေးတယ်ဣဇက်ကလည်းမေးတယ်ဒါပေမဲ့မေးတာချင်းမေးခွန်းချင်းတော့မတူဘူးဒီမေခွန်းဟာအင်မတန်မှဝိသေသဖြစ်ပြီးတော့တကူပါနေတယ်ဒီမေခွန်းရဲ့နောက်ကွယ်မှာဘုရားရဲ့လက်ရုံတော်ကချက်ချင်းတမင်းနဲ့မချလိုက်တာခဲ့ကျွန်တော်တွေ့ရတယ်ဒီမေခွန်းရဲ့နောက်ကွယ်မှာချီးမသောနမိတ်ခဏဖြစ်လာချီးမတဲ့ပြောင်းလဲမှုဖြစ်လာတယ်တမိုင်းတောင်မှပြောင်းသွားတယ်ဘယ်လောက်ထိပြောင်းသွားလဲအတော်နဲ့အပြန်ပြောင်းလဲတော့တမိုင်းပြောင်းခြင်းမှုဖြစ်လာတယ်အတော်တော့မှာတော့တာဖအပြန်လာကြရင်ဖယားတာအနေနဲ့ပြန်လာကြအတော်တော့မှာတော့ကိုပြဿနာကိုကြောပွဲကိုလွယ်ခန်းတော့တက်တော့လေကိုအပြန်လာတော့သူတို့ပြောင်းတော့ဖယားချက်ကိုဖြေရှင်းပေးဖို့အိမ်တန်းဒီမေခွန်ရဲ့နောက်ကွယ်အဲ့လောက်ထိတကူအနည်းအတိတ်ပဲရှိတယ်ပါဝါရှိတယ်ခွန်အာဏာရှိတယ်အဲ့မေခွန်ရဲ့နောက်ကွယ်ကနေကောင်းကင်တမန်တွေကချီတက်ပေါ်လိုက်သူတို့မရောက်ခင်မှာတော့တိုးတဲ့အစင်းနဲ့ထားပေးကြဟာလေလုယာဒါဆိုဒီမေခွန်ကဘာမှထူးခြားနေလို့တော့တင်လည်းမေးတယ်ကျွန်တော်လည်းမေးနေတော့ဘာအဖြေမှလည်းထောက်တာဒါမှဒီပါအဖကတခုံးမေးလိုက်ရင်မေးတယ်များမေးခွန်အတွက်အဖြေရှိအောင်ဒီမှာကလက်တွေ့ကောင်းတယ်ပေါ်လာတာကောင်းကင်တမန်ကြီးကကြိုတင်ဂျုံနေနေတဲ့တိုးတယ်ပုတ်ပေးလိုက်တာအာမင်ဒီမေခွန်းကဘာဖြစ်နေလို့ကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါဒီမေခွန်းရဲ့ထူးခြားချက်ကဒီမေခွန်းထဲမှာပဲရှိနေတယ်ဒီတာအဖမေးရမေးတစ်ခေါက်ပြန်ဖတ်ချင်တယ်ဣဇက်ကလည်းမိပါလေထင်းလဲပါလေယေရှုစီယာကိုတိုးတယ်ပြန်လာတယ်ပြန်ဖတ်ကြပါမယ်ဣဇက်ကလည်းမိပါလေထင်းပါလေတောင်ပေါ်ရောက်ရင်မောင်းနေမှာဆိုတော့နေ့လေသာအတွက်တိုးတယ်ပြန်လာတယ်ဟုတ်လားအဲ့လိုပဲရှိထားလားရေးမထားလားဒါဆိုပြန်ဖတ်ပါဣဇက်ကလည်းမိပါလေထင်းလဲပါလေတောင်ပေါ်ရောက်ရင်အမီးလောက်စားဖို့တိုးတယ်ပြန်လာတယ်ဟုတ်ကလားမဟုတ်ဘူးနော်ဟုတ်တယ်မင်းတို့ကတော့မင်းတွေကထားလိုက်လေနော်လူငယ်တွေရောက်တော့တွေ့ပြီဆိုရင်ဒီနေ့ကဘလောက်ပါလဲအမီးလို့စားဖို့နော်ဒီနေ့ကတော့ပါလားနေလေစားဖို့ဒီတာအဖမင်းနေတဲ့တိုးတယ်ကနေလေစားတော့မဟုတ်ဘူးအာမင်အမီးလို့စားဖို့ဘာတော့ဖြစ်နေလဲဆိုယေရှုရာဖြစ်နေတယ်အာမင်အာမင်တင်လည်းမေးကျွန်တော်လည်းမေးလူတိုင်းကဘဝမှာမေးစရာတစ်ခုချင်းစီရှိကြတယ်နေ့တိုင်းမှာမေးစရာတစ်ခုမဟုတ်တစ်ခုကြုံနေကြရတယ်ဒါနဲ့ဒီတာအဖမေးတဲ့မေးခွန်းနဲ့တင်တဲ့ကျွန်တော်မေးတဲ့မေးခွန်းကမတူဘူးခင်ဗျဒီတာအဖမေးတဲ့မေးခွန်းကအိမ်မှာချက်စရာဘာရင်းရှိမလဲပိုက်ဆံနဲ့အင်တန်သွားမှာဆိုတော့မိသားစုကအမေကလည်းဘာချက်ပေးမယ်ဆိုတာမျိုးပေါ့နော်ဒီတာအဖမေးတဲ့မေးခွန်းကတောင်ပေါ်ရောက်ရင်ရစ်ပလင်ပေါ်မှာကွက်ရဖြစ်နေတယ်အဲ့ဒီရစ်ပလင်ကွက်လက်ယေရှုရဲ့တိုးတယ်ပြန်လာတယ်ဆိုပြီးခေါ်တယ်နဲ့ကျွန်တော်တခါလေးကြိုက်အတချင်းတယ်တောင်းကြတောင်းနေရမည်ဆိုရင်ကျွန်တော်တောင်းကြတယ်ဝိုးဖို့စားဖို့တောက်ဖို့အတွက်ကိုယ့်ရဲ့ empire ကြီးကိုတိုးချဲ့ဖို့မတောင်းနဲ့လို့တော့မပြောဘူးဒါနဲ့အချိန်ပေါင်းတရားမှာအနည်းဆုံးတစ်ချိန်တလေညာပလင်ပေါ်မှာဘာလို့နေလဲဆိုတာလေးကိုတော့မေးကြည့်ခဲ့ပါလေအိမ်နဲ့ရစ်ပလင်ပေါ်မှာဘာလို့နေလဲဗိမာန်တော်မှာဘာလို့နေလဲတာသနာလုပ်ငန်းမှာဘာလို့နေလဲဟောကိုကတော့ပါစတာတရားဟောကောင်းရင်ချင်းဝင်တရားမဟောကောင်းရင်စုမတောင်းတာလေဒါပေမဲ့သူ့အိမ်မှာဘိုက်မောက်ပြီးတော့ဘယ်နဲ့ချိန်အိတ်ခက်နေလဲဆိုတော့ဘယ်သူမှမေးဖို့မရှိကြဘူးအနည်းဆုံးတော့ပါစတာဒီမနေ့ထမင်းဝအောင်စားလာခဲ့ပါဗလားဆိုတာလေးတော့မေးရမှာပေါ့အာမင်
ဒီပါစတာကတော့ပင်ဟင်းပြီးတော့ဘယ်ကောင်းကြီးရမလဲဘုရားကမတုံးတာဒါပေမဲ့အနေကြိုက်ကိုတကယ်လို့တစ်ချိန်မှမပြောင်းနိုင်ရှာဘူးအစ်စ်မဝယ်နိုင်ရှာဘူးဆိုတာတော့ဘယ်သူမှတတိထားတော့မမေးချဘူးကိုအတွက်တော့မေးတတ်ကြတယ်ဒါပေမဲ့ဖျားရဲ့ရှစ်ပလင်ပေါ်မှာပါလို့နေတယ်ဆိုတာမေးတတ်တဲ့လူကအင်မတန်မှရှာတယ်ဒါမှဒီပါဖာကသူတို့ရဲ့အိမ်ထောင်မိသားစုမှာမေးစရာကုန်သွားလို့လားတင်တဲ့ကျွန်ုပ်တဲ့မေးစရာပုံများတဲ့မိသားစုဖြစ်တယ်အသက်တရားပြည့်မှာကလေးတယောက်ရတယ်ရတဲ့တာကိုပေးပြလိုက်တယ်ဆိုရင်မိသားစုတင်တဲ့ကျွန်ုပ်ပြောနေတဲ့မေးခွန်းတွေပိုချစ်မေးခွန်းတစ်ခုတည်းကိုရောက်လာစဉ်းစားစရာအများကြီးရောက်လာတယ်ဒါနဲ့အဲ့ဒါကိုထားခဲ့ရစ်ပလင်ပေါ်ဘာလို့နေလဲဆိုတာကိုရှင်းဆုံးတာပါတိုင်နေကြတယ်အိမ်မယ်ကျွန်တော်တာပါတာနဲ့ဖေးကြောင်ကိုယ်စားရစ်ပလင်ပေါ်ကိုရောတော့ဘာလို့လဲဆိုတာကိုပဲနေကြဆုံးဆွေးနွေးကြအောင်ဘာလို့အားပေးချင်လဲအားလုံးလည်းဒီလိုပဲအားပေးချင်တယ်တာအဖကြီးအိမ်ထဲမှာထိုင်နေကြရတာကျွန်တော်တောင်းဆွေးနွေးကြတယ်ကားတစ်စင်းပါတော့တစ်စင်းတော့ပန်းရတယ်ဆိုတာပြန်ဟောပဲရစ်ပလင်ပေါ်မှာဘာလို့လဲဆိုတော့တခါတော့မေးချင်အဲ့ဒီမိခွန်းရဲ့နောက်ွယ်မှာဖခင်ရဲ့လက်ရုံးပြောက်လာမှာဖြစ်ပါတယ်အာမင်နောက်ဆုံးတော့ကာလမှာဘုရားရှိတိုင်းနိုင်ငံကိုလိုထားဖို့တာဝနာလုပ်ငန်းတွေထုတ်ချက်ချက်ခံနိုင်ဖို့ရတဲ့အတွက်မိုးကောင်းတကားဖွင့်ပြီးတော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုဝိညာဉ်ပေးတော့တယ်ဒါပေမဲ့ဘယ်သူလက်ထဲမှာရောက်လာလဲဆိုရင်ရစ်ပလင်ပေါ်ကမိခွန်းကိုမေးတတ်တဲ့လူရဲ့လက်ထဲမှာဘုရားကပေးတော့တယ်တိုင်းနိုင်ငံကြီးကိုအနာနေဖို့ညာတော့ဘုရားရှင်ဒီအနာနေခြင်းတကောကိုအနှင်းတော့တယ်ဘယ်သူကိုအနှင်းမလဲဆိုရစ်ပလင်ပေါ်ကမေးခွန်းကိုမေးတဲ့လူရဲ့လက်ထဲမှာအဲ့ဒီတကောကိုအနှင်းတော့မှာဟာလေလုယာဘုရားရှင်ဒီတိုင်းနိုင်ငံကြီးလို့တာကိုလုတ်ပိုင်မှုများစွာတင်တဲ့ကျွန်တော်ကိုအနှင်းတော်မူပါစေလက်ညောင်းညောင်းနေတဲ့ဖွင့်နေတဲ့ဒီလက်ဒီနာမပြည်ကြီးကိုပြုတ်ပြင်ဖို့မိုးထစေနိုင်ဖို့လုတ်ပိုင်မှုတွေခံရတဲ့ဘုရားရှင်ကောင်းပေးတော်မူပါစေပိုင်ဆိုင်ကိုဘုရားရှင်ပေးတော်မူပါစေလုံနိုင်တဲ့ဘုရားပေးတော်မူပါစေအဲ့ဒါအတွက်ဒီနေ့တင်တဲ့ကျွန်တော်မေခွန်းပြောင်းလာပါမယ်ကိုရောအတွက်ဒီနာမပြည်မှာဘာလို့ပေးရမလဲဆိုတော့မေခွန်းပြောင်းလာပါမယ်အိမ်နဲ့တင်စီဝိုင်းလုပ်ငန်းကိုဘယ်နဲ့ညာတိုးချဲ့နိုင်အခုဘုရားရှင်ပေးတော်မူပါစေအရှိအနောက်တိုးချဲ့နိုင်အခုတင်နေမိတ်ကိုဘုရားရှင်ချဲ့ဝန်းစေတော်မူပါစေဒါပေမဲ့အဲ့ဒီနေမိတ်ချဲ့ဝန်းတော့တစ်အင်ပါယာချိုးတိုးချဲ့ဖို့ပဲနာမပြည်မှာဘုရားတော်များကြီးလုပ်နိုင်ဖို့ဖြစ်ရပါမယ်အာမင်ဟာလေလုယာဟာလေလုယာမိတ်ဆွေတို့တာဆူရင်ကြီးညာရစ်ပလင်ဘောကမေးစရာမေးခွန်းကိုမေးလိုက်တော့ဘာထူးခြားချက်ရှိသွားမှာလို့တော့ပြန်ကြည့်လိုက်အလ္လာဟ်နဲ့အပြန်လုံးဝတောင်းသွားပြီဖြစ်လာတယ်အတူတောင်းသွားပြီဖြစ်လာတယ်တက်လာတော့တာအဖပဲတက်လာတယ်ပြန်လာတဲ့အခါကျတော့ဖခင်နဲ့အတူပြန်လာကြတယ်အာမင်တက်လာတော့ကတော့အဖေသားအနေနဲ့တက်လာတယ်ပြန်ဆင်းလာတော့အဖေမရှိအမေမရှိရင်လည်းဖခင်ရှင်တောင်းယူတော့မှာဖြစ်ဖခင်ကဣဇက်ဘဝနဲ့ဆင်းလာပြီအာမင်တက်လာလို့ကတော့ကိုယ်ပြဿနာနဲ့ကိုယ်ဝန်ထုတ်စီကြောက်နေကြောက်တာမှဖုန်ပြောလို့မရဘူးကိုယ်ပြဿနာဝန်ထုတ်နေတော့လားနှုတ်စိတ်ပြောတက်လာပြန်လာတဲ့ခါကျရင်တစ်ချက်တည်းနဲ့ချင်းရှိတဲ့ညဝင်စေဘုရားတကောတော်နဲ့ပြန်လာဖြစ်ပါလေဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားရှင်တိုက်ပုံကြီးရှိပါစေအဲကြောင့်မိတ်ဆွေဒီနေ့လောကတဲ့တော့ဆုံးတဲ့ချိန်တစ်ခေါက်လေးအိမ်မပြန်ခင်လေးမှာပြန်ကြည့်စေချင်တယ်လောကတဲ့တစ်ခေါက်ပြန်ကြည့်လိုက်အောင်လောကတဲ့ဆိုတာဘယ်လိုနေရာမျိုးဖြစ်တယ်လို့မိတ်ဆွေယူဆပါလဲလောကတဲ့ဘုရားဘက်ကနေတင်တဲ့ကျွန်တော်မနဲ့ပြန်အခုကနေစပြီးတော့မနဲ့ပြန်တစ်ဖက်ကလောကမှာကြံနေတဲ့အသက်အပိုင်းခြားကာလမှစပြီးတော့ထာဝရကာလကြီးတင်တဲ့ကျွန်တော်ကိုတာဝန်ယူလို့ကမ်းလှမ်းလိုက်တဲ့နေရာဖြစ်ပါလေအာမင်အာမင်အဲ့ဒါကိုယုံကြည်ရဲပြီးတော့မိမိရဲ့ကြံရှိနေတဲ့အသက်ပိုင်းတစ်ခုလုံးကြမှာတစ်ခုလုံးကိုရောအတွဲဆိုပြီးသူ့လက်တော်ထဲမှာဒီကနေ့အနှင်းရဲမယ်ဆိုရင်အပွားနဲ့အပြန်မတူတဲ့ကောင်းခြင်းနဲ့ဒီအိမ်ပြန်ပွားရဖြစ်ပါလေအာမင်ဟာလေလုယာအာပြန်မိသားစုမှာမေးစရာတော့ပဲများများဖခင်အတွက်အရှင်မေးကြည့်ဘာကြောင့်လဲအဲ့ဒီဖခင်ရှစ်ပလင်မေးခွန်းမှာကတော့အာပြန်ရဲ့မေးခွန်းတွေအားလုံးတစ်ချက်တည်းနဲ့ကျင်းရှိတဲ့ဝင်စေတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါလေတောင်ပေါ်ကတိုးတယ်တကောက်ရှိတဲ့ချင်းကိုဝင်ဖို့ဖြစ်ပါလေတောင်ပေါ်ကတိုးတယ်တကောက်ကြောင့်
ရစ်ပလင်ပေါ်ကကွက်လက်ပြေးသွားတယ်အာပြန်ရဲ့အိမ်မှာကြံနေခဲ့တယ်ကွက်လက်တွေအားလို့လည်းတစ်ချိန်နဲ့ပြေးရှောင်သွားခဲ့တယ်လောကတဲ့မှာဘုရားသားကိုတစ်ချိန်အပေးခံခြင်းဘုရားရဲ့အလိုတော်ပြည့်စုံဖို့ဖြစ်တယ်တည့်ရဲ့အသက်လုံးပြည့်စုံကြွယ်ဝရဖို့ဖြစ်တယ်ထာဝရအသက်ကိုပိုင်ဆိုင်ရဖို့ဖြစ်တယ်အာမင်ဟာလေလုယာဘုရားရှင်ရဲ့လောကတဲ့မှာသူ့ရဲ့ဝယ်ယူဈေးကိုပေးချင်ခဲ့အခုသင်နဲ့ကျွန်တော်ကတော့ကိုရောမှန်ပါတယ်ကျွန်တော်လက်ထဲမှာရှိတဲ့ပညာကျွန်တော်လက်ထဲမှာရှိတဲ့ခွန်အားတွေကိုရောလိုအပ်တယ်အသုံးပြုပါလို့ဘယ်သူကအနှင်းရဲမယ်အနှင်းမယ်ဆိုရင်ဖခင်ရဲ့အဝယ်နဲ့သင်ရဲ့အရောက်ဈေးတက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ဖခင်ဘုန်းတော်ထင်ရှားတော်ဖြစ်ပါလေအာမင်ဟာလေလုယာဟာလေလုယာဖခင်နဲ့ဖက်ဆက်တော်တဲ့တာတုံးကျင်ကြောရတဲ့တော့တန်တော့ဖခင်နဲ့ဖက်ဆက်တော်တဲ့တာဟာလေလုယာအရှင်လုံးမှာကိုမရှိပညာနဲ့ကိုအတွက်ပဲတက်ရှင်နေအခုဖခင်ကကျွန်တော်တက်ရှင်တော့ဖြစ်တဲ့အားလုံးဖခင်နဲ့အမျက်ဆိုးတဲ့အားလုံးဝင်ရတော့ဒါပေမဲ့အသက်တာအရှုံးမရှိဘူးဆိုတာပြောချင်တယ်ဖခင်ကလည်းတင့်ကိုတစ်သက်လုံးတာဝန်ယူမှာဖြစ်ပါလေထာဝရကာလကတာဝန်ယူဖို့မှာဖြစ်ပါလေဟာလေလုယာကိုယ့်ရဲ့မိကိုခဏထားခဲ့ဖခင်ရဲ့မိကိုရှင်မေးကြည့်အောင်ကိုယ့်ရဲ့အိမ်ကျိုးမိကိုခဏထားခဲ့ဖခင်ရဲ့ရှစ်ပလင်မိကိုရှင်ဆိုမေးကြည့်အောင်ဟာလေလုယာဟာလေလုယာကိုရောကျွန်တော်ဘာလို့ရမလဲဘယ်လိုပါဝင်ရမလဲ praise the lord hallelujah ညမဒီနိုးတာတော့ကျွန်တော်ဘယ်လိုအသုံးတဲ့မလဲကိုရောမေးကြည့်အောင် amen amen hallelujah ကိုရောအသက်ရှင်ဆုံးမေးကြည့်ကြအဲ့ဒီလိုဘုရားရဲ့ပေါ်သက်ဆက်ရဲ့အတ္တဘုရားရှင်အမှန်တကယ်တာဝန်ယူမှာဖြစ်ပါလေ။ဦးချင်းစီကတောင်းပေးပါစေ။အဲကျွန်တော်အားလုံးမပြတ်ကြရအောင်တစ်ချိန်တစ်စိတ်အောင်ပြေခေါ်နေတယ်။ Okay. အေးမို့စီးတယ် Hallelujah hallelujah တရားလား ကျွန်တော်အားလုံးကမျက်စိမိတ်နဲ့လောကကနေတစ်ခါပြန်ကြည့်စီခြင်းတယ်။လောကကဘုရားရဲ့ဝယ်ယူစေဖြစ်ပါမယ်။ဒါမဲ့ဒီကနေ့တင်ကတော့တင်အသက်တာတစ်ခုလုံးကိုရောဆိုးစားမှုကိုရောအုပ်စိုးမှုအမှန်တကယ်ရောင်းပေးချင်ပါမလားတင်ရဲ့လက်ကိုပြန်ကြည့်လိုက်ဒီလက်ထဲမှာဘာလို့ရှိတယ်အချိန်တွေရှိပါတယ်ခွန်အားတွေရှိပညာတွေရှိပါတယ်လုံပိုင်ခွင့်တွေရှိပါတယ်လုံနိုင်တဲ့စွမ်းအားတွေရှိနေပါတယ်လောကထဲမှာကိုရောရှင်တင်ဘဝတစ်ခုလုံးကိုတာဝန်ယူခြင်းလို့ဝယ်ယူစေဖြစ်တဲ့အားတော်ကိုပေးလိုက်ပါပြီဒါမဲ့တင့်ဖက်ကနေတော့တင့်တဲ့ထဲမှာရှိတဲ့ညကိုသူ့အတွက်ပြန်ရောင်းပေးမလားပြန်ရောင်းပေးမယ်ဆိုရင်လောကတိုင်ကနေသူပေးခဲ့တယ်ထာဝရအသက်နဲ့ရှင်တော့ခေတ္တခဏဘဝအသက်တာလုံခြုံခြင်းစိတ်ထားရခြင်းကောင်းခြင်းမင်္ဂလာဖျားပြကိုပါတင်အမှန်တကယ်ခံစားရမှာဖြစ်ပါလေခရီးဒီတရားဒီနာအပြင်ဘယ်လိုပဲခံစားကြဝိညာဉ်တော်တုတ်ချီမှုတစ်စုံတစ်ရာရှိတယ်ဆိုရင်လောကတိုင်ချီကိုတုံးချီကပေါ်ပြီးတဲ့တာဆက်ကိုဖိခေါ်ခြင်းတယ်အတော်မိတ်ဆွေဦးရှိရဲ့နေရာကတောက်တန်းလေးရောချိန်လာတယ်လောကတိုင်ချီမှာမိတဲ့တောက်တန်းနဲ့ဆက်ကပေါ်တဲ့အတွက်ထိုင်ရဲ့နေရာခဏလေးဆုံးသွားအခုရှိရဲ့နေရာထိုင်ရဲ့နေရာမတ်ရတဲ့နေရာတဲ့ comfort တဲ့နေရာဖြစ်ပါမယ်ဒါပေမဲ့အဲ့တောက်ဖြစ်တဲ့နေရာလေးထားခဲ့တော့ဆလီတော်ရှိမှလည်းအများစုတောင်းကြရမိမိလည်းဖြစ်တဲ့ကိုရောတဲ့ကျွန်တော်ကိုရောတာကိုဘယ်လိုပေါ့နေလဲဘာလို့ကိုရောတဲ့ကျွန်တော်လို့ဝင်နေမလဲဆိုတော့အားလုံးမေးကြည့်အတားကြီးဆိုကိုအတွက်ပဲကျွန်တော်မေးကိုအတွက်ကိုပဲကျွန်တော်တောင်းတယ်အခုကိုရောအတွက်ကျွန်တော်တစ်ခါတော့လုပ်ပေးခြင်းနဲ့ဆက်တောင်းကြရဒီလိုမျိုးစိတ်ဆန္ဒရှိတဲ့စိတ်